ချစ်တော်မိဘညီကိုမောင်နှမများတင့်အနေနဲ့ငွေကြေးပိုင်းဆိုင်ရာမှာတို့၎င်းတင်းရဲ့ခန္ဓာကိုယ်ပိုင်းဆိုင်ရာမှာတို့၎င်းတင်းကအဘက်ဘက်အရာရာမှာကြာစင်းတယ်လို့ကြာရှုံးတယ်လို့အားနေတယ်လို့အားမရှိတော့တယ်လို့တင်းခံစားနေရပြီလားအဲ့လိုခံစားနေရလို့ဖျားသခင်ငါနဲ့အတူမရှိတော့ဘူးလားကွာအရင်ကဆိုငါအရင်ကြမ်းပါတယ်အရင်ကဆိုငါပတ်စံအရင်ရှိတယ်အရင်ကဆိုငါဘာလို့အောင်မြင်တယ်အခုကြမှာငါဘာကြောင့်အနာရောဂါဖြစ်ရတာလဲငါပတ်စံနေဘာကြောင့်တဖြည်းဖြည်းနဲ့ယော့ပြီးတော့မှအခုစားဖို့တောင်မှအနိုင်တာမလုံမလောက်ဘာကြောင့်ဖြစ်နေရတာလဲပြီးငါဘာလို့ဘာကြောင့်မအောင်မြင်တော့တာလဲဆိုပြီးတော့မှတင်ကဖျားပေါ်မှာတန်တရားဖြစ်နေပြီလားဖျားနဲ့တလောက်သွားနေနေမှာဖျားသခင်ကိုတလောက်ကိုးကွယ်နေနေမှာဖျားသခင်ငါနဲ့အတူမရှိတော့ဘူးလားဖျားငါ့ကိုတကယ်မချစ်တော့ဘူးလားဖျားကိုတကယ်အသက်ရှင်သေးရဲ့လားဆိုပြီးတင်မေးခွန်းထုတ်နေလားဒီနေ့တင်စိတ်တကြနေလားစိတ်ပြက်နေလားဒီနေ့ကျွန်တော်အားပေးခြင်းတယ်ဖျားသခင်တခုပဲပြောတယ်ငါမင်းရဲ့အနည်းဆုံးမှရှိနေပြီကျွန်တော်တို့တွေကတခါတလေကြာရင်ရှိနေတဲ့ကောင်းကြီးဖျားပေးတဲ့ကောင်းကြီးအဟောင်းကြီးနဲ့ကျွန်တော်တို့ကတာယာနေကြတယ်ဖျားသခင်ကနို့ဟေရှာယ43အပိုင်ငယ်18မှာဖြစ်ဖူးသောအမှုတို့ကိုမအောင်မေးကြနဲ့လေရှေးကာလရဲ့အရာတို့ကိုပမာဏမပြုကြနဲ့ကြည်ရှုလော့ကြည်ရှုလော့ကြည်ရှုလော့အမှုတက်ကိုငါပြုမိလေဟာလေလုယာသင်ခံစားခဲ့ရတဲ့ကျမ်းမာခြင်းခံစားခဲ့ရတဲ့ကြွယ်ဝခြင်းအောင်မြင်ခြင်းနဲ့မျက်နှာသာအဟောင်းတွေကိုနဲ့ဘုရားသခင်ကလာမယ့်အနာဂတ်မှာသင်ကိုခေါ်သွားမှာမဟုတ်ဘူးသင်ကိုခေါ်သွားခြင်းကအမှုတက်အသက်တော်ကျမ်းမာခြင်းအသက်တော်ကြွယ်ဝပြည့်စုံခြင်းအသက်တော်အောင်မြင်ခြင်းအသက်တော်ဘုရားသခင်နိုင်ငံတကာဘုရားရဲ့အသုံးပြုချီးမြှောက်ခြင်းနဲ့ဘုရားသင်ကိုခေါ်သွားမှာဖြစ်တယ်အဲ့ဒါဘုရားရဲ့နည်းဥပဒေသားပဲဒါကြောင့်ကျွန်တော်အနေနဲ့အားပေးခြင်းနဲ့ချစ်တော်မိဘညီကိုမောင်နှမများသင်အနေနဲ့သင်စုပ်ကင်ထားတဲ့ကောင်းကြီးအဟောင်းတွေကိုသင်လွတ်ပြခဲ့လိုက်တော့မေးလိုက်တော့ငါကြော်ပြက်နေငါဖခင်တင်တဲ့အနည်းဆုံးမှရှိနေတယ်တင်ဘာမှမရှိလေပဲကောင်းလေဘာကြောင့်လဲအဲ့ဒီကောင်းကြီးအဟောင်းတွေရှိနေဖခင်တင်တဲ့သူရှိလို့မရအောင်ဘာကြောင့်လဲတင်စိတ်နှလုံးကကောင်းကြီးအဟောင်းတွေမှာပဲတက်ရောက်နေတာလေငါဒါမရှိငါဘာဖြစ်မလဲဒါမရှိလို့ဘာမှမဖြစ်ဖခင်မရှိမှတင်ဖြစ်မှာအဲ့ဒါတွေမရှိတော့တဲ့အရာကဖခင်တင်တဲ့အနည်းဆုံးကိုရှိနေပြီဖြစ်တဲ့ကြောင့်တေးကြတယ်ကြည်ရှုလို့အမှုတက်ကိုဖခင်ပြုတော့မယ်တင်လိုချင်တာလိုအပ်တာတဲ့ကြီးသောအမှုတက်တွေကျမ်းမာခြင်းတွေဒီကိုယ်လုံးကျမ်းမာခြင်းတော့တင်ခံစားနေရတဲ့ယောဂတွေကိုပျောက်ကင်းတာတော့မကောက်တကူလုံးကျမ်းပါပြီသင်အားဖြင့်မကျမ်းမာတဲ့အနာယောဂတွေအများကြီးလွတ်မြောက်ကျမ်းပါအောင်ပါအာမင်ပြီးရင်သင်ကကြွယ်ဝပြည့်စုံတယ်မကောက်သင်ရှံထွက်ပြီးတပားသူပြန်ပေးကမ်းနိုင်တဲ့အခွင့်ကိုဘုရားပြင်ဆင်ပေးမှာအဲ့ဒါအမှုသစ်သင်ကပြုသမျှပြောသမျှလှုပ်သမျှမှာအကြံထမြောက်သင်မိသားစုပဲမဟုတ်ဘူးတပားသူတွေအတွက်ပါကောင်းကြီးပြန်ဖြစ်စေအောင်မှာဖြစ်တယ်အဲ့ဒါအမှုသစ်တပားသူပါသင်အားဖြင့်အောင်မြင်အောင်မှာအဲ့ဒါအမှုသစ်ဘုရားသခင်ကသင်ကိုပြောနေအမှုသစ်ဒါကြောင့်ကျွန်တော်အနေနဲ့အားပေးခြင်းနဲ့တင်ဘာမှမရှိတော့ဘူးကောင်းကြီးအဟောင်းနေနဲ့စိတ်တက်ကြစိတ်ပြက်ပြီးဖခင်ကိုမေးကိုမထုံးနဲ့ဖခင်သခင်ကိုဆက်လက်ကိုးစားပါဆက်လက်နှုတ်ကပတ်တော်နဲ့အသက်ရှင်မှာဆက်လက်ကတိတော်ကိုဆွဲကင်ပြီးသွားပါဖခင်သခင်သင်နဲ့တူအနည်းဆုံးမှရှိနေဖခင်သခင်တင်ကိုဘယ်တော့မဆုံးဘူးကောင်းကြီးအသက်မျက်နှာသာအသက်ကျမ်းမာခြင်းအသက်ကြွယ်ဝခြင်းအသက်အောင်မြင်ခြင်းအသက်နဲ့ဖခင်သခင်တင့်ကိုနိုင်ငံတကာချီးမြှောက်အသုံးပြုကောင်းကြီးပြီးတော့မှဖြစ်ပဲဆိုတာဖြစ်တယ်ဆိုတာကိုဒီနေ့ဒီရလေးနဲ့ကျွန်တော်ဝင်ကအားပေးလိုက်ပါတယ်အားလုံးကိုဖခင်သခင်အသက်တော်အမှုသက်ကောင်းကြီးမင်္ဂလာနဲ့ကောင်းကြီးပြီးလက်ချီးမြှောက်ပါစေအာမင်